ချင်းလေးတစ်ပုတ်ဆိုပါမယ်တချင်းလေးတစ်ပုတ်ဆိုပါမယ်တကယ်ပြောချင်တဲ့စကားနဲ့ကွက်တိပြောချင်လို့ပါလေးတစ်ပုတ်နားထောင်မယ်ကောင်းတယ်လူဤကိုကျွဲလို့ခေါ်တယ်တဲ့လူညီကိုကျွဲလူညီပေါ့နော်ဤကိုတော့မှကျွဲလို့ကြတယ်တဲ့โอเคလေရလက်တိုက်အလုံးလုံးတော့မယ်တန်တန်လူညီဤကိုကျွဲလို့ကြလေတဲ့အဲ့ခေတ်ကရောင်လဲစစ်ကိုကြတော့ရှောင်ဖဲမောင်ရဲ့ကျင်းသားရေးပါလို့တိုက်တောင်းလိုက်ချင်တယ်စာရေးတဲ့ဆရာရဲ့တော့ပြီးလို့သာနိုင်မြမကိုပြောလိုက်အောင်မယ်ဒီကြည့်စမ်းကွယ်ယုံနဲ့ရဲ့ချစ်သားရေးပါလို့စိတ်တောင်းလိုက်ချင်တယ်စာရေးတဲ့ဆရာရဲ့ခပ်ပြီးလို့သာနိုင်မြမကိုလက်တိုးလိုက်အောင်မယ်ဒီကြည့်စမ်းကွယ်ညညကန်တင်တယ်လို့မှချင်မှမှန်မယ်အများလောက်ကရင်ကြောတိုင်းမတောင်းနိုင်ပါဘူးကွယ်အများလက်ကရင်ကြောတော့နိုင်ချင်မှမှန်မယ်အများလက်ကရင်တောက်တိုင်းမတောင်းနိုင်ပါဘူးကွယ်ကျမသဘောကတော့ဒီလိုရှိပါတယ်ရှင်းပဲဆိုခြင်းနဲ့အများတကားကြိုက်ကိုမလိုက်နိုင်ဘူးဆိုတကားတက်မယ်လူကြီးဤကိုပြီးကျွဲလို့ကြလေတယ်လူကြီးဤကိုပြီးကျွဲလို့ချင်းကြတယ်ကျွဲလို့ပြီးတော့စီကြတယ်ကြံဖန်လူတွေရဲ့ကြံဖန်ကွယ်ဒန်ဇမင်းသားမင်းသမီးတချင်းလို့လုပ်ရမယ်ဒန်ဒီတော့စီကြတယ်ကြံဖန်လူတွေကွယ်ကြံဖန်ကွယ်မောင်ရဲ့ချင်းသားရေးပေါင်းလို့တိုက်တောင်းလိုက်ခင်တယ်စာရေးတဲ့ဆရာရဲ့ခပ်ပြီးလို့သာနိုင်မြမကိုလက်တိုးလိုက်အောင်မယ်ရေးကြည့်စမ်းကွယ်ရင်တဲ့ချင်းသားရေးပေါင်းလို့တိုက်တောင်းလိုက်ခင်တယ်စာရေးတဲ့ဆရာရဲ့ခပ်ပြီးလို့သာနိုင်မြမကိုလက်တိုးလိုက်အောင်မယ်ရေးကြည့်စမ်းကွယ်အပြားလက်ခံနေတယ်လို့မှချင်မှမှန်မယ်အများလက်ကရေတော့တိုင်းမတောင်းနိုင်ပါဘူးကွယ်အများလက်ခံနေတယ်လို့မှန်ချင်မှမှန်မယ်အများလက်ကရေတော့တိုင်းမတောင်းနိုင်ပါဘူးကွယ်ကျမသဘောကတော့ဒီလိုရှိပါတယ်ရှင်းပဲဆိုချင်တယ်အများတကားကြိုက်ကိုမလိုက်နိုင်ဘူးဆိုတကားတက်မယ်လူကြီးဤကိုပြီးကျွဲလို့ကြလေတယ်လူကြီးဤကိုပြီးကျွဲလို့ချင်ကြတယ်ကျွဲလို့ပြီးတော့စီကြတယ်ကြံဖန်လူတွေရဲ့ကြံဖန်ပဲမတော်ရင်မရတဲ့ဖန်တော့ဆိုနေဒါပြလို့ခါခါတော့ပြောချင်တယ်ဒီကျလို့ထားမကားလို့တယ်လေကြောက်ဒီကိုဒီလိုရည်ချင်တယ်ရဲ့စင်တော်လေဇပ်ဘောတော့ဒီရသွားတယ်သူကြီးကတော့အခရာဤပါကွယ်သူကတော့ကျွတ်ပြလေရတယ်
ရိုးရိုးသားသားပြောပြကွယ်ရိုးရိုးသားသားညညကွယ်ဤကိုကြည်ရကကရဤဝဆနပြေကျွယ်ဒီဤကိုပြီးကျွဲလောက်ကြလေတဲ့လူကြီးရေဤကိုပြီးကျွဲလောက်ချင်ကြတယ်ကိုပြီးတော့စီကြတယ်ကြံကြံဖန်ဖန်လူတွေရဲ့ကြံကြံဖန်ဖန်ကွယ်လူကြီးရေဆိုင်စင်နိုင်မြမဤကိုပြီးကျွဲလောက်ကြလေတဲ့လူကြီးဤကိုပြီးကျွဲလောက်ချင်ကြတယ်လူတွေဤကိုကျွဲလောက်ကြတယ်အဆိုတော်မြမအေးပါရှင်ကျေးဇူးတင်ပါတယ်